ဝင်ကူကစားတော့မယ်ဆိုရင်ကျွန်တော်တို့ရဲ့စိတ်ထဲမှာအဓိကမရှိတဲ့အရာနှစ်ခုရှိတယ်အဲ့ဒါကနံပါတ်1ကျွန်တော်တို့ဒီကံကိုယုံပြီးပုံပြီးတော့ကစားဖို့ကိုလုံးဝမလုပ်ပါနဲ့မဆုံးဖြတ်ပါနဲ့ကြီးသေးလေးထိုးရတာပဲကွာဘာများခတ်မှာမဟုတ်လို့လဲငါအကြီးထိုးလို့အကြီးကြရင်အကြီးအရောရမယ်သေးကြရင်ငါရှုံးမယ်ဒါပဲလေဆိုတဲ့စိတ်မျိုးကြီးထည့်ထားရင်နော်ခင်ဗျားတို့ကစားနေပြီအရန်ကိုမှားတော့ပါကျွန်တော်တို့ဒီဝင်းကိုဂိမ်းဆိုတာလူကလောက်ထားတဲ့ဂိမ်းခုပဲဖြစ်တယ်။ဒါကြောင့်အရှုံးလည်းရှိတယ်အနိုင်လည်းရှိအောင်လောက်ထားမှာဖြစ်တယ်။နော်အဲ့တော့ချိန်မျိုးရှုံးသွားနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ဒီကံကိုပုံပြီးတော့သုံးပြတာမျိုးကံကိုပုံပြီးဆော့တာမျိုးကံကိုပုံပြီးကစားတာမျိုးလုံးဝလုံးလို့မရဘူး။ဒါကနံပါတ်1နံပါတ်2ကလောဘစိတ်ကိုလုံးဝမထားပါနဲ့လောဘစိတ်နဲ့ကစားမယ်ဆိုရင်ဝင်ကိုကိန်းကအဆင်မပြေပါဘူးကျွန်တော်တို့နိုင်လာတဲ့အမျက်တွေထိုးရင်းနဲ့ရှုံသွားတော့လောဘနဲ့ပြန်လိုက်ရင်းနဲ့ကိုယ်စီကကုန်သွားတာမျိုးကြီးရှိတယ်အဲ့တော့ကိုနိုင်နေတဲ့အနိုင်ကိုလဲနိုင်တဲ့နိုင်အောင်ဆိုပြီးတော့ထိုးနေကြပုံမှန်ထပ်ပို့ပြီးတော့စားရအများကြီးတင်ထိုးတာမျိုးဖြစ်လာရင်လည်းမှတ်မတင်ရှုံးသွားတာမျိုးရှိတယ်အဲ့တော့လောဘစိတ်ကိုကျွန်တော်တို့ထုတ်ထားမယ်မှာရမယ်လောဘစားတစ်ခုမှာဒီစိတ်နှစ်ခုကလုံးဝရှိမနေဘူးလိုအပ်တဲ့အရာပေါ့နော်အဲ့တော့ကံကိုယုံပြီးစိုးပုံနေမဲ့လူတွေရဲ့လောဘစိတ်ရှိတဲ့လူတွေရဲ့ကတော့ကောင်းကျိုးဆိုတာနဲ့ဆိုးကျိုးကရပါတယ်နော်အဲ့တော့ကျွန်တော်ဒီမှာအခုမိတ်ဆွေကိုဗီဒီယိုလေးနဲ့ပြသပေးမယ်ပေါ့နော်အခုပြသပေးမယ်ဗီဒီယိုတွေကဒါတွေကတော့အနိုင်တွေပေါ့နော်ဒါတွေကအနိုင်တွေကျွန်တော်လည်းဆရာကြီးမဟုတ်ဘူးကျွန်တော်လည်းလေးလာနေတဲ့သင်ယူနေတဲ့လူဖြစ်တယ်အဲ့တော့ကျွန်တော်သိသလောက်ကျွန်တော်တတ်သလောက်ကျွန်တော်လေးလာလို့ရသလောက်ကိုအားလုံးကိုချပြပေးတယ်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဆရာကြီးတွေကိုမကြည့်ရဘူးဟိုဟာကကိုမှစကစားမယ်လူနော်ဝင်ကိုမကြုံဘူးတဲ့လူတွေဝင်ကိုမကစားဘူးတဲ့လူတွေဝင်ကိုစပြီးကစားကြတဲ့လူတွေဟိုဝင်ကိုထိုးလို့ရှုံးနေပါတယ်သူဆိုတဲ့သူတွေအတွက်ကိုကျွန်တော်ကစားတဲ့ဤစနစ်ဤဟန်လေးတွေကိုကျွန်တော်လာပတ်တာရှိတယ်ပေါ့နော်ကျွန်တော်ပတ်လို့ဒီလိုမျိုးနိုင်သွားတဲ့လူတွေလည်းရှိတယ်ပေါ့နော်တချို့ဆိုရင်10သိန်း15သိန်း30တော့ထုတ်ကုန်ကြတယ်ပေါ့နော်9000နဲ့ချင်းပြီးတော့3-4000နိုင်သွားတဲ့လူတွေလည်းရှိကြတယ်ပေါ့နော်အဲ့တော့ဂိမ်းကစားရတဲ့ပွဲစဉ်မှတ်တမ်းဖြစ်တယ်ဒီအရာကဒါကိုကျွန်တော်ရှင်းပြတယ်လောဘစိတ်လောဘစိတ်နဲ့လိုက်ခဲ့တာကံကိုပုံပြီးလိုက်ခဲ့တာဒါကြီးစိုးလို့ကိုကျွန်တော်ပြောချင်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့စရမယ်ဆိုတော့ဒီမှာကျွန်တော်ငွေအများကြီးနဲ့လိုက်ထားတာမဟုတ်ဘူး20ကနေစတင်ပြီးလိုက်ထားတာနော်20ကနေလိုက်တယ်လိုက်ပြီးတော့အပေါ်မှာ40ထိုးတယ်60ပြတ်သွားတယ်60အပေါ်မှာ100ထိုးတယ်နော်160ပြတ်သွားအပေါ်မှာ250ထိုးတယ်ကျွန်တော်က410ပြတ်သွားငွေကဘလောက်မှမများသေးဘူးနော်410โอเคကျွန်တော်ပြောနေကြတဲ့အတိုင်းပဲအကြီးအသေးတစ်စုံကြတယ်အကြီးအသေးနောက်ထပ်တစ်စုံကြတယ်အကြီးအသေးနှစ်စုံဖြစ်သွားတယ်နှစ်စုံဆိုရင်4ပွဲမှာအများတန်းရပ်ပါလို့ကျွန်တော်ပြောခဲ့တယ်ဟုတ်ပြီနော်အဲ့တော့ဒီ400လေးကြားဖို့အတွက်ကိုကျွန်တော်တို့ကမရပ်ဘဲနဲ့ဆက်ပြီးလိုက်တဲ့အခါမှာဘလူးတွေဖြစ်လာတယ်ဆိုတော့ဘုံ900ထိုးတယ်2000ထိုးတယ်4000ထိုးတယ်နော်အဲ့လောဘတွေကတက်ပြီးတော့ကျွန်တော်1000နေပါတွေပိတ်ထိုးတယ်နော်1000ပြီးတော့2000ထိုးတယ်နော်အားလုံး2000အထိဖြစ်သွားတယ်မှန်ဆိုရင်4ဘက်မှာရလိုက်တယ်ဟောကျွန်တော်တို့400ပဲဆုံး400ကျော်လေးပဲ400လောက်ပဲရှုံးမှာဗျာနော်400လောက်ပဲရှုံးမှာကျွန်တော်2000အထိလုံးဝဖြစ်သွားတယ်အကြောင်းမရှိဘူးအဲ့တော့ဒီ4ဘက်မှာကျွန်တော်တို့ကဖြတ်ချလိုက်ပြီးတော့အကြီးအသေးလွတ်သွားပြီးတော့အကြီးအသေးဒီလိုပြန်ထလာတဲ့အချိန်ကျမှကျွန်တော်တို့က400ထပ်ကြော်ပြီးတော့1000ထိုးရင်လည်းထိုးလိုက်2000ထိုးရင်လည်းထိုးလိုက်ဟုတ်တယ်ဒါဆိုရင်
ပွဲနိုင်ရင်လည်းမနိုင်ရင်နောက်တစ်ပွဲမှာကျွန်တော်တို့နိုင်မယ်ပေါ့သဘောတရားကလေဟုတ်တယ်နော်အဲ့တော့အများဆုံးကျွန်တော်တို့ကျင်းရမယ်ဆိုရင်ကုန်ထားတာက400နောက်ထပ်ကျွန်တော်တို့လိုက်ရရင်3000ဗျာ1000ပိတ်ထိုးမှမနိုင်ဘူးနောက်ထပ်2000ထပ်ထိုးအဲ့ဒီမှာကျွန်တော်တို့အရင်ရောအမြတ်ကောတစ်ခါတည်းရပြီနော်3400ရတယ်နဲ့အမြတ်ကောအရင်ရောတစ်ခါတည်းရမယ်ဟာကိုကျွန်တော်တို့ကဒီလိုဖြတ်ချမထားနိုင်ဘဲနဲ့ဆက်ပြီးလိုက်တဲ့အခါမှာနော်900တွေလိုက်တယ်နော်အဲ့ဒါသူ့ကိုမှီအောင်ဆိုပြီးတော့2000လိုက်တယ်နော်2000လိုက်ပြီးတော့အပေါ်မှာ4500လိုက်တယ်4500ပြီးတော့ကျွန်တော်အပေါ်မှာ1000လိုက်တယ်1000ဝိုင်း2000ဖြစ်သွားဒီ2000အထိကပြဿနာမရှိဘူးနော်အပေါ်နောက်တစ်ပွဲမှာကျွန်တော်ထိုးလိုက်တဲ့ပွဲနိုင်သွားလို့အဲ့ပွဲကကျွန်တော်4000ထိုးလိုက်တာနော်4000အထိပြတ်သွားတယ်အကြောင်းမရှိဘူးအဲ့တော့ဖြတ်ပါဒီ၄ပွဲမှာနော်အဲ့အကြီးသေးထပ်တဲ့၄ချိန်လောက်ဆိုဖြတ်လိုက်တာကျွန်တော်တို့အကောင်းဆုံးပဲဒါဒီတာရကားတစ်ခုဖြစ်တယ်ဒီတက်တွေကိုမိတ်ဆွေတို့ချပြခြင်းကျွန်တော်ဒီလိုလိုက်ပြထားတာဖြစ်တယ်ငွေပေါ်လို့တော့မဟုတ်ဘူးကျွန်တော်ဒါကိုတင်ပြခြင်းတာဖြစ်တယ်အဲ့တော့ဘာလို့ရက်ခိုင်းလဲဆိုတာကိုသိကျင်တဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်ကပြသခြင်းတာအဲ့တော့ကျွန်တော်အပေါ်မှာ4000အဲ့4000သာထိုးလိုက်တာကကျွန်တော်မနိုင်ဘူးဆိုရင်4000ပလုံသွားမယ်တိုးထမှာကျွန်တော်လိုက်ဖို့ငွေမရှိဘူးဆိုရင်တော့လုံးဝပလုံလေဆုံးရှုံးဟုတ်တယ်မလားကျွန်တော်4000အဲ့4အခုရှုံးထားတာ4000အဲ့4000ကိုကြော်ပြီးထိုးရမယ်ကျွန်တော်6000နေ8000နေထိုးရတော့မှာလေနော်အဲ့တော့စပြီးလိုက်ဖို့ဆိုတာသိရမှာကျွန်တော်ပြောချင်တာအဲ့ဒါနော်အဲ့တော့၄ဘွဲမှာကျွန်တော်ဖြတ်ပါလောဘတွေအရန်တက်ပြီးတော့400လောက်ရှုံးတာကိုစက်မလိုက်နဲ့နော်4000လောက်ရှုံးတာကိုစက်မလိုက်နဲ့ကျွန်တော်ပြောချင်တာဒီလိုတရားပဲအဲ့တော့ကျွန်တော်ဒါလေးကိုပြချင်တာဖြစ်တဲ့အတွက်ဒီနေ့ဒီဗီဒီယိုလေးကိုလုပ်တာအဲ့တော့ကျွန်တော်တို့မှတ်ထားရမယ်အရာနှစ်ခုရှိတယ်ကံကိုပုံပြီးတော့လေကျွန်တော်တို့ကမစောနဲ့နော်ကံကိုပုံပြီးတော့စောလို့လည်းမရဘူးကျွန်တော်တို့ဂိမ်းလေးကိုညံထည့်ပြီးတော့ကစားရမှာဖြစ်တယ်နောက်တစ်ခုကလောဘကိုလည်းအရာမတက်နော်ကိုနိုင်နေတယ်အခု4000နိုင်တော့4000ထိုးလိုက်လို့ကျွန်တော်နိုင်သွားတယ်ဗျာဟုတ်တယ်မဟို8000ကျော်ရနောက်တစ်ပွဲတော့လာမှာပဲအနိုင်ထပ်ပြီးမှာပဲဆိုပြီးကျွန်တော်နောက်ထပ်အဲ့4000လို့8000လို့ပိတ်ထိုးလိုက်တယ်အနိုင်မရဘဲနဲ့ရှုံးသွားတယ်ဆိုရင်ကဲနော်ကျွန်တော်ဒီသဘောတရားကိုကျွန်တော်ပြောချင်တာကျွန်တော်တို့ဒီပုံမှန်ဝင်ငွေကိုရချင်တယ်ဆိုရင်ပုံမှန်နီးလိုက်နဲ့သွားတာကောင်းတယ်ငွေပေါ်လို့ငွေတက်နိုင်လို့လိုက်တာတော့ဒါမိတ်ဆွေတို့အပိုင်ကံတာပေါ့နော်ဘုံမှာနိုင်တယ်လို့မျိုး30 15သိန်းလို့ထုတ်တဲ့လူမျိုးတွေနော်ဒီလိုမျိုးတွေငွေပေါ်ငွေများနဲ့ဒီလိုလိုက်နိုင်လို့ဒီလိုပွဲစဉ်တွေတောင်းလျှောက်လိုက်တယ်ဆိုရင်လည်းဒါတော့ကိစ္စမရှိဘူးပေါ့နော်ကျွန်တော်ပြောချင်တာကငွေအမောက်နည်းနည်းလေးပဲရှိတဲ့လူတွေအတွက်ကိုပြောချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒါကိုပြပေးခြင်းဖြစ်တယ်အဲ့တော့4000ထိုးလိုက်လို့8000ပြန်ရတာကိုပဲမမြင်နဲ့အဲ့ဒီ8000နဲ့မှာကျွန်တော်အရင်နေအများကြီးရှိတယ်အဲ့ဒီတရားမှာကျွန်တော်မြတ်တာလीနော်3500 4000ဒါထန်ကုန်ပဲမြတ်တယ်နော်8000ကျော်လောက်ဟိုကောင်4000ကျော်လောက်ရင်းပြီးကမှ4000ကျော်လောက်မြတ်တာတော့ကျွန်တော်တို့ဘာလုပ်မလဲနော်ကျွန်တော်ဒီအောက်၄ဘွဲမှာဖြတ်ပြီး400ကျော်မှာကျွန်တော်တို့က900မျိုး1000မျိုးမြတ်သွားတာပို့အဆင်မပြေဘူးလားနော်ကျွန်တော်ပြောချင်တာဒါပါโอเคအားလုံးကျေးဇူးတင်ပါတယ်